မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ22ရက်အင်္ဂါနေ့ RRV မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးမြို့ကနေ MNDAA တပ်တွေစုခွာပြီးနောက်စစ်ကောင်စီတပ်တွေဝင်ရောက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချဲ့ဒီဝင်မှာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတိုက်ပိုက်ထိန်းချုပ်ထားတဲ့ MNDAA ကိုကန်တပ်တွေပြန်လည်စုခွာပြီးနောက်ဧပြီလ22ရက်ဒီနေ့မှာတော့စစ်ကောင်စီတပ်ကမြို့ရင်းတဲ့ကိုဝင်ရောက်လာကြတယ်လို့လာရှိုးမြို့ခံတွေက RFA ကိုပြောပါတယ်စစ်ကားစီ50ထပ်မင်းဟာဒီနေ့မနက်အစောပိုင်းကနေစတင်ဝင်ရောက်လာကြတာလို့လုံခြုံရေးအရာအမိမဖော်လို့တဲ့လာရှိုးမြို့ခံတအုပ်က RFA ကိုပြောပါတယ်စစ်ကားတွေအများကြီးဝင်လာတာတွေ့တယ်မြို့တော်ခမ်းမနာကနေမြို့အဝင်မအူးပတ်နာတီရှိတဲ့စစ်ကားတွေအပြည့်ပဲအနည်းဆုံးကတော့အစီး50တော့ရှိမယ်ထင်တယ်ဗျကားပေါ်ကဆင်းလာတဲ့စစ်သားအချို့ကမျက်နှာဖုံးအနက်တွေစွပ်ပြီးနေကာမျက်မှန်နဲ့စစ်ဝတ်စုံနဲ့အပြည့်ပဲပြီးရင်ကားပေါ်မှာလည်းဆက်လက်လိုပုံစံမျိုးတနက်တွေထောင်ထားတာတွေ့တယ်ကျွန်တော်တွေးမိတာကသူတို့ရဲ့တက်တွေမှာပြန်အထိုင်ချဖို့အတွက်ကားတွေအပြည့်ဝထွက်လာဖို့အတွက်စောင့်နေကြတာလို့ထင်တယ်အခုဝင်ရောက်လာတဲ့တက်တွေကစစ်ကောင်စီရဲ့တပ်မ33 69 89စတဲ့တပ်မ3ခုလို့ကြားသိရကြောင်းလည်းသူကပြောပါတယ်လာရှိုးမြို့ပေါ်ရဲစခန်းမှာနောက်ဆုံးတက်ရှိနေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေလည်းဒီနေ့နောက်ဆုံးအပိသက်ထွက်ခွာဖို့ပြင်ဆင်နေကြတာတွေ့ရတယ်လို့လည်းဆိုပါတယ်တရုတ်ဆိုရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့ကကိုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ MNDAA တို့အပြစ်ခတ်ရစဲဖို့သဘောတူခဲ့ကြတာပါအဲ့ဒီနောက်အချိန်3လခန့်ကြာဧပြီလ22ရက်ဒီနေ့မှာ MNDAA တပ်တွေလာရှိုးမြို့ကနေပြီးတိုင်းဆုတ်ခွာပြီးစစ်ကောင်စီထံလွှဲပြောင်းမှုရှိနေတာလို့မြို့ခံတွေကပြောဆိုကြပါတယ်ဒီအတွက်လာရှိုးမြို့စင်ကန်ဟိုတယ်မှာတရုတ်နိုင်ငံသားဝင်ကြီးဌာနအာရှရေးရာထူးကိုယ်စားလှယ်မစ္စတာတိန်ရှိကျွန်းကိုရရောက်ရှိနေပြီးစစ်ကောင်စီ MNDAA ကိုကတ်ချက်ကိုယ်စားလှယ်တွေနဲ့သုံးမဆိုင်ဆွေးနွေးတယ်လို့ပြောကြပါတယ်။ဒါပေမဲ့လာရှိုးမြို့ကိုစစ်ကောင်စီထံလွှဲပြောင်းမှုနဲ့ပတ်သက်လို့သက်ဆိုင်ရာဖွဲ့တွေကဒီနေ့နေ့လယ်ပိုင်းထိတုံးတရားထုတ်ပြန်တာမျိုးမရှိသေးပါဘူး။လာရှိုးမြို့လွှဲပေါင်းနဲ့ပတ်သက်လို့စစ်ကောင်စီနဲ့ MNDAA ကိုကတ်ချက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တိုင်ယုံတွေကို RFA ကမြင်မြန်ခဲ့ပေမဲ့တရုတ်ဖေချလာတာမျိုးမရှိပါဘူး။လာရှိုးမြို့ခံတွေကတော့ MNDAA ကမြို့ပေါ်ချုပ်ရီကိုသာစစ်ကောင်စီတပ်လွှဲပြောင်းမယ်ဆိုပြီးကြားသိထားကြရပေမဲ့ဒီနေ့မှာတော့စစ်ကောင်စီတပ်ကအင်အားအများပြားနဲ့မြို့ရင်းကိုပြည်လည်ဝင်ရောက်လာကြတဲ့ပုံမှာစိုးရိမ်မှုတွေရှိနေတာလို့လည်းပြောဆိုကြပါတယ်။